အဲ့ဒီနေ့မှာတော့ခွေးလေးဟာတခုခုမမှန်တော့ဘူးဆိုတာကိုရုတ်တရက်သတိထားမိသွားတယ်အိမ်ဘက်ကိုမရက်မနာဟောင်းရင်သူ့တခင်ကိုအန်ရရှိနေကြောင်းသတိပေးဖို့ကြိုးစားနေခဲ့တယ်အိမ်ထဲကအဖိုးအိုကခွေးဟောင်တန်ကိုကြားပေမဲ့ဘာကိုဆိုလိုမှန်းနားမလည်ခဲ့ဘူးနောက်တစ်ခဏမှာတော့အိမ်ထဲကပရိဘောဂတွေပြင်းပြင်းထန်ထန်လှုပ်ခါလာတာကိုသတိထားမိသွားတယ်မြင်းကလင်ကြီးလှုပ်ခတ်လာပြီးတအိမ်လုံးတုန်ခါနေခဲ့တယ်ဘီယိုကြီးပြိုလဲကျလာချိန်မှာအဖိုးအိုကဘေးမှာရှိတဲ့မြင်းမလေးကိုသူ့ခန္ဓာကိုယ်နဲ့အုပ်ကာကွယ်ပေးခဲ့တယ်ပြင်းထန်တဲ့နောက်ဆက်တွဲငလင်လှုပ်ခတ်မှုတွေအပြီးမှာတော့အိမ်တစ်လုံးလုံးအပြက်စီးပုံကြီးအဖြစ်ပြိုကျသွားခဲ့တယ်သူ့တခင်အန်ရကြီးကြီးမားမားကြုံနေရပြီဆိုတာသိတဲ့ခွေးလေးဟာအပြက်စီးပုံကြီးတွေကိုမတွမဆုပ်တူးဖော်ရှာဖွေတော့တယ်ခြေပွားတွေတွေးထွက်ပြီးစုပ်ပြဲလာတဲ့အထိတူးဖော်နေခဲ့ပေမဲ့လုံးဝမရက်တန့်ခဲ့ဘူးသူ့ရဲ့ခွေးပေါက်စလေး၃ကောင်ကိုပါခေါ်ပြီးအတူတူတူးဖော်ခိုင်းခဲ့တယ်ခဏခဏအပြက်စီးပုံဘက်ကိုဟောင်ပြီးမြေအောက်မှာပိတ်မိနေတဲ့တခင်ကိုနိုးလာစေဖို့ကြိုးစားနေခဲ့တယ်အပြင်ဘက်ကမရက်မနာဟောင်နေတဲ့ခွေးတန်ကိုကြားလိုက်ရတော့သတိလစ်နေတဲ့မြင်းမလေးဟာနိုးလာခဲ့တယ်သူမကဘေးမှာလဲနေတဲ့အဖိုးကိုအမြန်နိုးဖို့ကြိုးစားပေမဲ့အဖိုးကတော့သတိမရသေးခဲ့ဘူးအဲ့ဒီအချိန်မှာခွေးလေးဟာအဝေးတနေရာကကယ်ဆယ်ရေးအဖွဲ့ရဲ့အတန်တွေကိုကြားလိုက်ရတယ်ချက်ချင်းပဲအတန်းရှိရာကိုပြေးသွားပြီးကယ်ဆယ်ရေးသမား2ယောက်ရဲ့အဝိစားကိုတွားနဲ့ကိုက်ဆွဲကမလွတ်တော့ဘူးအစပိုင်းမှာတော့သူတို့ကခွေးစော့နေတယ်လို့ထင်ပြီးဖယ်ထုတ်လိုက်ကြတယ်ဒါပေမဲ့ခွေးလေးကလုံးဝလက်မလျှော့ခဲ့ဘူးကယ်ဆယ်ရေးသမား1ယောက်ကတခုခုမမှန်ဘူးလို့ခံစားမိသွားတယ်သူကဒူးထောက်ပြီးမင်းတခင်အဲ့ဒီထဲမှာပိတ်မိနေရလားလို့မေးလိုက်တယ်ခွေးလေးရဲ့မျက်လုံးတွေကအခိုင်အမာဆုံးဖြတ်ထားတဲ့အရေးအယောင်တွေနဲ့ပြည့်နေခဲ့တယ်ချက်ချင်းပဲအပြက်စီးပုံစီပြေးသွားပြီးကယ်ဆယ်ရေးသမား2ယောက်လည်းနောက်ကလိုက်သွားခဲ့ကြတယ်မကြခင်မှာပဲခွေးလေးကသူ့တခင်ပိတ်မိနေတဲ့နေရာကိုခေါ်ဆောင်သွားပြီးအောက်မှာလူရှိနေကြောင်းအချက်ပေးဖို့စက်တိုက်ဟောင်နေခဲ့တယ်ကယ်ဆယ်ရေးသမားတွေကချက်ချင်းရှာဖွေခဲ့ရာအဖိုးနဲ့မြင်းမလေးကိုအပြက်စီးတွေကြားကတွေ့ရှိခဲ့ကြတယ်အခြေအနေကအလွန်အန္တရာယ်ကြီးနေခဲ့တယ်သူတို့ကအပေါ်မှာဖိနေတဲ့ကြောက်တုံးတွေနဲ့အပြက်စီးတွေကိုအမြန်ဖယ်ရှားပေးခဲ့ကြတယ်သူ့တခင်ကိုအောင်မြင်စွာကယ်တင်နိုင်တာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ခွေးလေးဟာကျေးဇူးတင်တဲ့အနေနဲ့တိုးတိုးလေးဟောင်ပြခဲ့တယ်မကြခင်မှာပဲကယ်ဆယ်ရေးဟိုင်ရောက်လာခဲ့ပေမဲ့နေရာကအကန့်အသတ်ရှိနေခဲ့တယ်။နေရာပြင်းထန်တဲ့အဖိုးနဲ့မြင်းမလေးကိုပဲခေါ်ဆောင်နိုင်ခဲ့တယ်။မြင်းမလေးကငွေယိုပြီးခွေးလေးကိုပါခေါ်သွားပေးဖို့တောင်းပန်ခဲ့ပေမဲ့အဖိုးရဲ့အခြေအနေကအရေးပေါ်ဖြစ်နေတဲ့အတွက်ကယ်ဆယ်ရေးမရှင်ကိုမနှောင့်နှေးနိုင်ခဲ့ဘူး။သူတို့ဟာတရားရသူတွေကိုသာဦးစားပေးရတော့မယ်။မြင်းမလေးကမျက်ရည်တွေနဲ့ခွေးလေးကိုကြည့်နေခဲ့ပြီးသူတို့ကြားကအကွာဝေးကပူပူဝေးလာခဲ့တယ်။ခွေးလေးကလည်းရဟရင်ပြန်တက်သွားတာကိုကြည့်ရင်တရားရနေတဲ့ခြေဝါးတွေနဲ့နောက်ကပြေးလိုက်ခဲ့တယ်။သူ့တခင်တွေနဲ့မခွဲချင်ခဲ့ပေမဲ့ရဟရင်ကပူပူမြင့်တက်သွားခဲ့တယ်။နောက်ဆုံးမှာတော့သူဟာမတက်နိုင်တော့ပဲကောင်းကင်နဲ့တက်ွယ်သွားတဲ့ရဟရင်ကိုသာကြည့်နေရတော့တယ်။ဒါပေမဲ့ခွေးလေးကသူ့တခင်တွေပြန်လာမယ်ဆိုတာကိုယုံကြည်နေခဲ့တယ်။အားကြောင့်ခွေးပေါက်စလေး3ကောင်နဲ့အတူအပြက်စီးပုံကြီးမှာပဲနေရောညပါစောင့်ဆိုင်နေခဲ့ပြီးဘယ်တော့မှမဆုတ်ခွာခဲ့ဘူး။လတော်ကြပြီးနောက်မှာတော့ကျမကြီးတန်ကောင်းလာတဲ့မိသားစုဟာသူတို့ရဲ့ပျက်စီးသွားတဲ့အိမ်ဟောင်းစီပြန်ရောက်လာခဲ့တယ်မြင်းမလေးကအပြက်စီးပုံကြီးစီမျက်နှာမူပြီးခွေးလေးရဲ့နာမည်ကိုအကြိမ်ကြိမ်အော်ခေါ်ခဲ့ပေမဲ့ဘလောက်ပဲခေါ်ခွေးလေးကိုမတွေ့ခဲ့ရဘူးသူမရဲ့ရင်ထဲမှာတော့အဲ့ဒီနေ့ကခွေးလေးကိုခုံမသွားနိုင်ခဲ့တဲ့အတွက်အပြစ်ရှိစိတ်နဲ့နောင်နာတွေပြင်းနေနေခဲ့တယ်မျောလင်းချက်တွေကုန်းဆုံးမှုမိဘဖြစ်နေချိန်မှာပဲရင်းနှီးနေတဲ့ဟောင်းတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့တယ်အဲ့ဒါကခွေးလေးရဲ့ခွေးပေါက်စလေးတစ်ကောင်ဖြစ်နေခဲ့တယ်မြင်းချင်းပဲမြင်းမလေးကအများဆုံးပြေးသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကျန်တဲ့ခွေးပေါက်စာ2ကောင်လည်းပေါ်လာခဲ့တယ်ခွေးပေါက်စာ3ကောင်စလုံးဘေးကင်းနေကြပေမဲ့သူတို့ရဲ့မိခင်ကိုတော့မတွေ့ရသေးဘူးမြင်းမလေးစိတ်ပြအားငယ်တော့မဲ့အချိန်မှာပဲပိန်ပြီးညစ်ပတ်နေတဲ့ပုံရိပ်တစ်ခုကသူ့မစီကိုခြေဆွဲပြီးဖြည်းဖြည်းချင်းရှောက်လာခဲ့တယ်အဲ့ဒါဟာလာပေါင်းများစွာတစ္ဆာရှိရှိစောင့်နေခဲ့တဲ့ခွေးလေးပဲဖြစ်နေခဲ့တယ်မြင်းမလေးကဝမ်းတာလုံးလို့အော်ဟစ်ပြီးပြေးသွားကခွေးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်လာပေါင်းများစွာစောင့်ဆိုင်ပြီးနောက်မှာတော့ခွေးလေးဟာသူ့တခင်တွေနဲ့နောက်ဆုံးပြန်လဲဆုံစည်းနိုင်ခဲ့ပြီဖြစ်တယ်မြင်းမလေးကခွေးလေးကိုဖတ်ထားရင်မျက်ရည်တွေမထိန်နိုင်အောင်ကြာလာခဲ့တယ်လို့ခွေးလေးရဲ့မျက်လုံးထဲမှာလည်းမျက်ရည်တွေပြည့်လာခဲ့တယ်ခွဲခွာနေခဲ့တဲ့လမ်းများအတွင်းမှာခွေးလေးဟာရှာဖွေတွေ့ရှိသမျှအစားအစာတွေကိုသူ့ရဲ့ခွေးပေါက်စလေးတွေကိုပဲကျွေးမွေးခဲ့ပြီးသူ့ကိုယ်တိုင်ကတော့စားလောင်မှုကိုတိတ်တဆိတ်ကြံ့ကြံ့ခံခဲ့တယ်ဒါကြောင့်တင့်ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုဘယ်တော့မှမဆုံးဖြစ်ပါနဲ့ဘာကြောင့်လဲဆိုတော့သူတို့ဟာတင်းအိမ်ပြန်လာမယ့်နေ့ကိုအမြဲတမ်းမျှော်လင့်ဆောင်ဆိုင်နေကြလို့ပါ